အကိုဖြစ်သူနဲ့လက်ထပ်တော်မဲ့အမျိုးသမီးဟာသူတစ်ချိန်ကတိတ်တကိုးချစ်ခဲ့ရပြီးဘလို့မှမပိုင်ဆိုင်နိုင်ခဲ့တဲ့စိတ်ကူးတွေကနှက်မိမဲ့လေးမဲ့အမျိုးသားဖြစ်သူကချက်ချင်းသိလိုက်ပါတယ်အကိုဖြစ်သူကမင်္ဂလာပွဲကနေထွက်ပြေးသွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့သူဟာချက်ချင်းပဲရှစ်ထွက်ရက်တီးပြီးသူမကိုပိုင်ဆိုင်ခွင့်တောင်းဆိုခဲ့ပါတယ်သူမအပေါ်လူတွေကအတင်းအဖျင်းပြောနေကြတဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာအပုံနှံတွေကိုသူကောင်းကောင်းသိပါတယ်ဒါပေမဲ့ဒါတွေကိုသူဂရုမစိုက်ပဲသူမကိုမင်းသမီးလေးတစ်ပါးလိုတန်ဖိုးထားဆက်ဆံခဲ့ပါတယ်မင်္ဂလာပွဲမှာတင်အိပ်ပျော်သွားတဲ့သူမကိုသူကနိုးသွားမှစိုးရိမ်တဲ့အတွက်အသားအရလေးပွေ့ချလိုက်ပါတယ်သူမဟာတစ်ချိန်ကလက်လက်မမိနိုင်ခဲ့တဲ့သူ့ရဲ့မျက်နှာရနင်းစီဖြူလေးပေါ့လွန်ခဲ့တဲ့10နှစ်တုန်းကကောင်မလေးတစ်ယောက်စီကပန်းတွေအားလုံးကိုဝယ်ယူပြီးသူ့လက်ထဲကိုအကုန်ထိုးထည့်ပေးခဲ့တဲ့သူမရဲ့ပုံရိပ်ကိုသူအခုထိမှတ်မိနေတော့ပါဒါဟာသူ့ဘဝမှာပထမဆုံးအကြိမ်ရရှိခဲ့တဲ့ပန်းစည်းလေးဖြစ်ပြီးအဲ့ဒီနေ့ကစလို့သူမဟာသူ့နှလုံးသားထဲမှာဆွဲထင်ကြံရစ်ခဲ့ပါတယ်နှစ်တွေကြာလာပေမဲ့သူမကိုကာကွယ်ပေးနိုင်တဲ့အထိအင်အားတောင့်တင်းလာမဲ့ရက်ကိုသူတိတ်တဆိတ်စောင့်ဆိုင်ရင်းစောင့်ကြည့်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာနှင်းစီပန်းစည်းကြီးနဲ့သူမကိုဖွင့်ပြောဖို့ပြင်ဆင်ခဲ့ပေမဲ့သူမဘေးမှာတခြားတစ်ယောက်ရှိနေတာကိုမြင်လိုက်ရတဲ့အခါသူ့နှလုံးသားတစ်ခုလုံးကြေကွဲသွားခဲ့ရပါတယ်သူထွက်ခွာသွားတော့မဲ့အချိန်မှာတော့သူမရဲ့လက်ကိုဆွဲထားမိပြီးမင်းသူ့ကိုတကယ်ပဲချစ်တာလားလို့ရောင်ရောင်မမနဲ့မေးခဲ့ပူပါတယ်အခုတော့ဒီနှင်းစီလေးဟာသူ့ရင်ခွင်ထဲကိုအပြီးပိုင်ရောက်ရှိလာပါပြီသူမကိုကဘာပေါ်မှာအဖိုးတန်ဆုံးညရနာတစ်ခုလိုသူဂရုတစိုက်ပွေ့ပိုက်ထားလိုက်ပါတယ်လွန်ခဲ့တဲ့နိုင်ပိုင်းကပဲဘားတစ်ခုမှပြဿနာတက်ပြီးသူမကိုတယောက်ယောက်ကလာခေါ်သွားခဲ့ပါတယ်အဲ့ဒီလူကတခြားသူမဟုတ်ပဲအခုသူရှိကအမျိုးသားပါပဲအဲ့ဒီအချိန်ကျမှသာသူမဟာဒီလူနဲ့လက်ထပ်ဖို့စီစဉ်ထားတာကိုသိလိုက်ရပါတယ်သူကသူမကိုအိမ်ပြန်ပို့ဖို့ကြိုးစားပေမဲ့သူမကငင်းဆန်ခဲ့ပါတယ်ချမ်းလို့တုံရင်နေတဲ့သူမရဲ့ပခုံးပေါ်ကိုသူ့ရဲ့ကုတ်အင်ဂျီလေးခြုံပေးရင်းအေးမြူမယ်မနှက်ပြန်ငါတို့မင်္ဂလာဆောင်ရမှာလေလို့ပြောလိုက်မှပဲသူမရဲ့မကောင်းတဲ့တွေကိုတည့်ရက်နဲ့သူကတကယ်လက်ထပ်ဖို့သဘောတူခဲ့မှန်းသူမနားလည်သွားပါတယ်ကျမအကြောင်းတွေရှင်းမကြားမိဘူးလားလို့သူမကမယုံကြည်နိုင်တယ်လို့မေးတဲ့အခါမှာတော့သူကမင်းကငါရဲ့စံပြအမျိုးသမီးပဲလေလို့ရိုးရိုးလေးပဲပြန်ဖြေခဲ့ပါတယ်ဒီစကားကသူမရဲ့ရင်ထဲကိုလှုပ်ခတ်သွားစေပြီးအချိန်တော်ကြာပြောက်ကွယ်နေခဲ့တဲ့စစ်မှန်တဲ့အပြုံးတစ်ခုကိုဖန်တီးပေးနိုင်ခဲ့ပါတယ်တကယ်တော့သူမဟာအခုလိုလူတကာအတင်းပြောစရာဖြစ်ချင်လို့ဖြစ်ခဲ့တာမဟုတ်ပါဘူးမိသားစုထဲမှာဘသူကမှသူမကိုကောင်းကောင်းမဆက်ဆံတယ်လို့အိမ်ဖော်တွေကတောင်ကြွယ်ရမှာအတင်းပြောကြပါတယ်သူမရဲ့အမေရင်းကတောင်ညီမဖြစ်သူကိုပဲမျက်နှာသာပေးပြီးသူမကိုသမီးတယောက်လိုအတိမတ်မပြုတဲ့အပြင်ညီမလုပ်သမျှအမားတွေကိုလည်းသူမအပေါ်မှာပဲပုံချလေးရှိပါတယ်ဒီလိုနဲ့ပဲသူမရဲ့ဂုဏ်သတင်းတွေဟာပျက်စီးခဲ့ရတာပါမိသားစုကလည်းဒီလက်ထပ်ပွဲကိုသဘောမတူပဲမကြခင်မှာကွာရှင်းရလိမ့်မယ်လို့ကျင်းဆဲကြပါတယ်သူမကတော့အပြင်ပန်းမှာခက်ပြက်ပြက်တုံ့ပြန်နေပေမဲ့စိတ်ထဲမှာတော့ငါလိုလူမျိုးကတကယ်ပဲအချစ်ခံရဖို့ထိုက်တန်ရဲ့လားဆိုပြီးတွေးတောနေမိပါတယ်